ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားဖို့ရန်အတွက်133ခုမြောက်သောစာလံအပိုက်ငယ်1မှ3ညီကိုတို့သည်သဘောတူလျက်ပေါင်းဖော်ကြသည့်အရာမှာအလွန်ကောင်းပေ၏အလွန်တင့်တယ်လျောက်ပတ်ပေ၏အာယုံဤခေါင်းပေါ်မှာလောင်းလျက်သူဤမုတ်စိတ်သို့စီး၍လေစွတ်တိုင်အောင်ကြသောနန့်တာစီကဲ့သို့ဖြစ်၏ဟေရမုန်တောင်နှင့်ဇီးအုံတောင်ရိုးပေါ်သို့ကျသောနှင်းကဲ့သို့ဖြစ်၏ထိုသို့နေကြသောရက်၌ထာဝရဘုရားသည်အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟုသောကောင်းကြီးမင်္ဂလာကိုစီရင်တော်မူ၏ကျွန်တော်ဒီစာလံကျမ်းကစာလံဆရာအနေနဲ့နေရက်အသီးသီးကနေပြီးတော့ဣသရေလလူတွေတပေါင်းတစည်းတည်းယေရုရှလင်မြို့ကိုလာရောက်ကိုးကွယ်ကြတယ်ဆိုတဲ့မြင်ကွင်းကိုတွေ့တဲ့အတွက်ကြောင့်ဝမ်းမြောက်သောအားဖြင့်ဆက်ဆိုသောစာလံဖြစ်ပါတယ်ဒီမြင်ကွင်းကတန်ဖိုးရှိတယ်အင်မတန်မှနှစ်လိုပွဲကောင်းတဲ့မြင်ကွင်းဖြစ်တဲ့အတွက်ကြောင့်ဣသရေလတို့ရဲ့ယေဘရဟိမင်းအာယုံရဲ့ခေါင်းပေါ်မှာဗိတ်သိက်ပေးဖို့ရန်လောင်းတဲ့စီမွေးရဲ့အမွှေးကြိုင်နဲ့တူကြောင်းခိုင်နိုင်ဖော်ပြထားပါတယ်ဒါကြောင့်မို့ညီကိုတွေဖျားသားသမီးတွေသဘောတူလျက်ပေါင်းဖော်ခြင်းအရာကဟေရမုန်တောင်နဲ့ဇီးအုံတောင်ပေါ်မှာကြားတဲ့နှင်းကဲ့သို့အင်မတန်မှဝမ်းမြောက်စရာလန်းဆန်းစရာဘုရားသခင်ကောင်းကြီးနဲ့တူတယ်ဆိုတာကိုဖော်ပြပါတယ်အဲ့ဒီလိုရှိနေကြတဲ့ရက်မှာတဲ့ထာဝရဘုရားသည်အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသောကောင်းကြီးမင်္ဂလာကိုစီရင်မယ်လို့ဖော်ပြပါတယ်ဒါကြောင့်မို့ဘုရားသခင်ကညီကိုတွေဘုရားသားသမီးတွေသဘောတူလျက်ပေါင်းဖော်ခြင်းအရာကိုအလွန်နှစ်သက်တဲ့ဘုရားဖြစ်ပါတယ်အဲ့ဒီလိုပေါင်းဖော်တဲ့အရက်မှာဘုရားသခင်ကောင်းကြီးပေးမယ်လို့ဂတိတော်ရှိပါတယ်ရှမဿဲခရစ်ဝင်ခန်းကြီး18အပိုက်ငယ်19မှာသခင်ရှုကပြောလဲဆိုရင်တဖန်ငါဆိုသည်ကမြေကြီးပေါ်မှာသင်တို့တွင်နှစ်ယောက်တို့သည်သဘောချင်းတူ၍ဆုတောင်းလျင်တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်သည်ပေးတော်မူလတံလို့ဖော်ပြပါတယ်ဒီမှာအရေးကြီးတဲ့စကားစုကတော့သဘောချင်းတူ၍ဆိုတဲ့စကားဖြစ်ပါတယ်133ခုမြောက်သောစာလံမှာလည်းညီကိုတို့သဘောတူလျက်ပေါင်းဖော်ခြင်းအရာကိုဘုရားသခင်နှစ်သက်တယ်လို့ပြောပါတယ်ဒီရှမဿဲမှာလည်းပြောလို့ဆိုရင်တော့သဘောချင်းတူလျက်ဆုတောင်းမယ်ဆိုရင်ဘုရားသခင်ကကောင်းကင်ဘုံကနေမဆမယ်နားညောင်းမယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါတယ်ကျွန်တော်တို့ရဲ့အပြင်ပန်းအသားအရောင်တွေလူမျိုးတွေခံယူချက်အတွေးခေါ်တွေကမတူညီပဲရှိနေမှာဖြစ်ပါတယ်ဒါကပြဿနာမဟုတ်ပါဘူးအဓိကကစိတ်သဘောတူညီပြီးတော့ပေါင်းဖော်နိုင်ဖို့ပါမတူတာကပြဿနာမဟုတ်ပါဘူးကွဲပြားတာကအကြောင်းမဟုတ်ပါဘူးအဓိကအကြောင်းရင်းပြဿနာကမတူညီကွဲပြားတာကိုအရှိတိုင်းလက်ခံမပေးဘဲနဲ့ခွဲခြားလိုက်ခြင်းပဲဖြစ်ပါတယ်ကွဲပြားမှုကိုမခွဲခြားလိုက်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်မတူညီမှုကိုလည်းဇွတ်အတင်းတူညီလာအောင်ပြောင်းလဲမပြစ်လိုက်ပါနဲ့မတူညီမှုကွဲပြားမှုကိုအရှိတိုင်းလက်ခံလိုက်ပါအဓိကကသဘောတူလျက်ပေါင်းဖော်ဖို့ပဲဖြစ်တယ်အဲ့ဒီလိုသဘောတူလျက်ပေါင်းဖော်ဖို့ရန်အတွက်အဓိကလိုအပ်ချက်ကတော့ခရစ်တော်၌တည်ရှိခြင်းပဲဖြစ်တယ်ကျွန်တော်ဂလာတိခန်းကြီး3အပိုက်ငယ်28မှာယေရှုခရစ်၌ယူဒလူမရှိဟေလသလူမရှိကျွန်မရှိလူလွတ်မရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌သင်တို့အပေါင်းသည်တလုံးတဝသည်ဖြစ်ကြ၏လို့တမန်ကျမ်းစာကဖော်ပြပါတယ်သခင်ယေရှုခရစ်၌တဲ့ယူဒလူမရှိဟေလသလူမရှိလို့ဖော်ပြပါတယ်ဒါကတော့ဘာကိုပြောလဲဆိုရင်တော့ခရစ်တော်၌ဖြစ်မယ်ဆိုရင်သခင်ခရစ်တော်ကိုယုံကြည်တဲ့ဖခင်သားသမီးဖြစ်သွားမယ်ဆိုရင်လူမျိုးခွဲခြားတာမျိုးယူဒလူဖြစ်ခြင်းတွေဟေလသလူဖြစ်ခြင်းတွေလူမျိုးခွဲခြားမှုမရှိတော့ပါဘူးသင်ဟာသခင်ခရစ်တော်ကိုယုံကြည်ပြီးတော့ဖခင်သားသမီးဖြစ်သွားရင်ကျွန်မရှိလူလွတ်မရှိဘူးဆိုတာကအဆင့်အတန်းပိုင်ဆိုင်မှုအနှိမ့်မြင့်ခွဲခြားမှုတွေမရှိတော့ပါဘူးယောက်ျားမရှိမိန်းမမရှိဆိုတာကတော့လိင်ခွဲခြားဆက်ဆံခြင်းတွေမရှိတော့ဘူးကွဲပြားမှုကတော့ရှိနေမှာပါဒါပေမဲ့ခွဲခြားခြင်းဟာမရှိတော့ဘူးအားလုံးကခရစ်တော်၌တလုံးတဝတည်းဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ခရစ်တော်ကိုဥတည်လိုက်တဲ့အခါမှာခရစ်တော်ကိုဗဟိုပြုလိုက်တဲ့အခါမှာရိုမန်ကက်သလစ်တွေအင်္ဂလိကန်တွေနှစ်ချင်းတွေအေဂျီတွေလွတ်လပ်တဲ့ free အသင်းတော်တွေဆိုပြီးတော့ခွဲခြားမှုတွေမရှိတော့ပါဘူးလူမျိုးစွဲတွေဂိုင်းကနစွဲတွေအဆင့်အတန်းခွဲခြားမှုတွေလိင်ခွဲခြားမှုတွေမရှိတော့ပါဘူးအဲ့ဒီလိုပြောလို့ဂိုင်းကနအချင်းချင်းကျင့်သုံးမှုတွေပြင်ပအရာတွေတူညီစေဖို့ကိုမဆိုလိုပါဘူးကျွန်တော်အားလုံးကနှစ်ချင်းဖြစ်ရမယ်ကျွန်တော်အားလုံးကအင်္ဂလိကန်ဖြစ်ရမယ်အားလုံးက AG ဖြစ်ရမယ်လို့မဆိုလိုပါဘူးအပြင်မှဒလိထုံးစံတွေကဘ
ဘလို့ပင်ကွဲပြားနေပါစေအဲ့ဒီပြင်ပအရာတွေတူညီအောင်အတင်းစူးစမ်းဖို့မလိုပါဘူးအဓိကကကျွန်တော်တို့ရဲ့အတွင်းမှာသခင်ခွေတော်ကိုယုံကြည်ပြီးတော့ခရစ်တော်၌ညီကိုမောင်နှမတွေဖြစ်တယ်ဆိုပြီးတော့သဘောတူညီစွာနဲ့ပေါင်းဖော်ဖို့ကအရေးကြီးပါတယ်အဲ့ဒီလိုသဘောတူညီစွာပေါင်းဖော်ခြင်းကိုဘုရားသခင်ဟာအင်မတန်နှစ်သက်တယ်အာယုံရဲ့ခေါင်းပေါ်မှာလောင်းတဲ့စီမွေးကဲ့သို့ပဲဟေရမုန်တောင်နဲ့ဇီးုံတောင်ပေါ်မှာကြားတဲ့နှင်းကဲ့သို့ပဲဘုရားသခင်ကအဲ့ဒီလိုပေါင်းဖော်တဲ့အရက်မှာကောင်းကြီးပေးမယ်လို့ဖော်ပြပါတယ်ဒါကြောင့်မို့ခရစ်တော်ကိုဗဟိုပြုရင်ခရစ်တော်ရဲ့စိတ်သဘောထားသာရှိမယ်ဆိုရင်ကျွန်တော်တို့မတူညီတော့လဲပေါင်းလို့ရမှာဖြစ်ပါတယ်ဒါကဘုရားနှစ်သက်တဲ့အမှုရာဖြစ်ပါတယ်ကျွန်တော်တို့ကရင်ကကရင်ပဲဖြစ်တယ်ဗမာကလည်းဗမာပဲဖြစ်တယ်ကချင်ကလည်းကချင်ပါပဲမတူတဲ့အရာကိုအရှိတိုင်းလက်ခံပေးဖို့ပဲဖြစ်ပါတယ်အဲ့ဒီမတူတာကိုတူအောင်ဆွဲညှိစရာမလိုပါဘူးလူမျိုးဘလို့ပဲကွဲပြားပါစေခရစ်တော်၌ရှိမယ်ဆိုရင်အားလုံးကတလုံးတဝရတယ်ဖြစ်တယ်ပညာတတ်ဆင်းရဲချမ်းသာဘလို့ပဲမတူညီကွဲပြားမှုတွေရှိနေပါစေဒါပေမဲ့ခရစ်တော်၌ကတော့ဘာအဆင့်တန်းခွဲခြားမှုတွေမှမရှိတော့ဘူးအားလုံးကတန်ဖိုးရှိတဲ့ဖျားသားသမီးတွေပဲဖြစ်ပါတယ်ကျွန်တော်ယောက်ျားမိန်းမလိန်ကွဲပြားမှုတွေကရှိနေပါဒီကွဲပြားမှုတွေကိုယောက်ျားနဲ့မိန်းမအတူတူပဲဆိုပြီးတော့တွားညှိဖို့မလိုပါဘူးယောက်ျားကလည်းသူ့တန်ဖိုးနဲ့သူရှိသလိုမိန်းမကလည်းသူ့တန်ဖိုးနဲ့သူရှိပါတယ်ဒါကြောင့်မို့ဘသူသားတယ်ဘသူကတော့ပိုနှိမ့်နေဆိုတာမရှိပါဘူးဘုရားသခင်ကအာရန်နဲ့အေဝါကိုခေါ်တဲ့အခါမှာအာဒန်လို့ပဲခေါ်ပါတယ်ဘုရားသခင်ကအာရန်နဲ့အေဝါကိုနှစ်ယောက်လို့မမြင်ပါဘူးတစ်ယောက်ပဲမြင်တယ်တစ်ယောက်ပဲမြင်တဲ့အတွက်ကြောင့်တစ်ယောက်ပဲရှိတာတော့မဟုတ်ပါဘူးနှစ်ယောက်ရှိပါတယ်နှစ်ယောက်ကိုတလုံးတော့ရတယ်လို့ဘုရားကမြင်ခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုကသုံးပါးတလုံးတော့ဖြစ်တယ်ဒါကြောင့်သခင်ရှုကရှောင်းခရင်ခိုင်း18အပိုင်ငယ်21မှာယုံကြည်သူတွေတလုံးတော့ရတယ်ဖြစ်ဖို့ဆုတောင်းပေးခဲ့ပါတယ်ယေရှုနဲ့ခမည်းတော်နဲ့ကတလုံးတော့ရတယ်ဖြစ်တဲ့ကဲ့သို့ယုံကြည်သူတွေအချင်းချင်းတလုံးတော့ရတယ်ဖြစ်ုံမကဘုရားသခင်နဲ့ပါတလုံးတော့ရတယ်ဖြစ်ဖို့သခင်ရှုကဆုတောင်းခဲ့ပါတယ်ဒါကိုကြည့်ခြင်းအပြင်ဘုရားရဲ့သဘောတဘာဝကတလုံးတော့ရတယ်ဖြစ်ခြင်းကိုအလိုရှိတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ဒီချိန်ကာလမှာကိုင်းကနာတွေလူမျိုးဆွဲတွေအဆင့်အတန်းနှိမ့်မြင့်တွေခွဲခြားနေဖို့ဘုရားသခင်အလိုမရှိပါဘူးဒါကြောင့်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘုရားကသုံးပါးတလုံးတော့ရတယ်ဖြစ်တဲ့ကဲ့သို့သခင်ခရစ်တော်ကိုယုံကြည်တဲ့ဘုရားသားသမီးတွေကလည်းအချင်းချင်းတလုံးတော့ရတယ်ဖြစ်ဖို့ဘုရားသခင်အလိုရှိပါတယ်ဥပမာအနေနဲ့ကျွန်တော်ပန်းအိုးတလုံးထဲမှာနှင်းစီပန်းအနီအဝါအဖြူအားလုံးစုပေါင်းထားရင်အင်မတန်မှလှပပါတယ်နှင်းစီပန်းအနီကိုအဖြူဖြစ်အောင်ပြောင်းလဲဖို့မလိုပါဘူးအဲ့ဒီလိုပြောင်းမှပန်းအိုးတလုံးထဲမှာအတူတူထည့်ထားနိုင်တာမဟုတ်ပါဘူးပန်းအိုးတလုံးထဲမှာအတူတူထည့်ထားဖို့အတွက်အယောင်မတူလဲပြဿနာမရှိပါဘူးအဓိကအဲ့ဒီပန်းအိုးတလုံးထဲမှာအတူတူကစုပေါင်းနေမှာဆိုရင်တော့အင်မတန်လှပတဲ့အခြေအနေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တက်တန့်ကိုကြည့်တဲ့အခါမှာရောင်စင်အများကြီးရှိပါတယ်အဲ့ဒီရောင်စင်တွေကမတူညီတော့냐လဲစုပေါင်းနေတဲ့အခါမှာအင်မတန်လှပတယ်ဒါကြောင့်မို့မတူတာကိုတူအောင်လုပ်ဖို့မဟုတ်ပါဘူးကွဲပြားခြင်းမတူညီခြင်းကိုအရှိတိုင်းလက်ခံပေးပြီးတော့မခွဲခြားဘဲနဲ့ခရစ်တော်၌စိတ်တော်တညီတညွတ်တည်းရှိမယ်ဆိုရင်ကျွန်တော်အားလုံးကပေါင်းဖော်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းညီကိုတွေသဘောတူလဲပေါင်းဖော်ခြင်းကိုဘုရားသခင်ဟာအင်မတန်နှစ်သက်တဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါကြောင့်မို့ခရစ်တော်၌ဂိုင်းကနာလူမျိုးအဆင့်တန်းခွဲခြားခြင်းမရှိဘဲနဲ့ခရစ်တော်၌တလုံးတော့ရတယ်ဖြစ်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားသောယုံကြည်သူများဖြစ်စေဖို့အတွက်ဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ